episode 7ရဲ့အစမှာဟန်ဆင်းဘက်ကအသေးအကြီးများနေကြပါတယ်လူတွေဘက်ကလည်းအကောင်းဆုံးပြပြပေးမဲ့လေဖောက်ကောင်တွေကအသာစီးရနေပြီးရှေ့တန်းလူတွေအကုန်လုံးကိုကိစ္စတုံးသွားကြပါတယ်တခြားအခန်းမှာတော့ဖောက်ကောင်တွေကလူတွေကိုစားနေကြပြီးသွေးအမျိုးစားတွေကိုခံမန်းနေကြပြီးပျော်နေတဲ့အချိန်မှာ Sarah ရောက်လာပြီးအကောင်တွေကိုကိစ္စတုံးပေးလိုက်ပါတယ်ငကြောက်ကောင်ရဲ့ဘက်မှာတော့သူတို့ခန်းစစ်ရဲ့အခန်းကိုဖောက်ကောင်တွေကအမြောက်နဲ့ပြစ်ဖောက်နေကြပါတယ်အမြောက်ထန်နေကြောင်းသူတို့ရဲ့ခန်းစစ်ရဲ့လူတွေကတော်တော်အထိနာနေကြပါတယ်ဖောက်ကောင်ဒီစီမှာအမြောက်ဆန်တစ်ခုပဲကျန်တော့လို့ဒီတိုင်းဝင်တိုက်ချဖို့ပြောနေတဲ့အချိန်စိုက်နဲ့ကောင်ဂီယူမဆိုင်နဲ့အဲ့အမြောက်ကိုပါထပ်သုံးပြီးဖောက်ခွဲပစ်လို့ပြောလိုက်ပါတယ်ဖောက်ကောင်တွေကအဲ့ဒီအမြောက်နဲ့ပစ်ဖို့လုပ်နေတော့ Sarah ကအချိန်ကရောက်လာပြီးဖောက်ကောင်အားလုံးကိုကိစ္စတုံးပေးလိုက်ပါတယ်စိုက်နဲ့ကောင်နဲ့ထိတ်တိုက်တွေ့ပြီး Sarah ကကြီးကုံသွားတော့တနက်အသုံးပြုပြီးတိုက်ခိုက်လို့မရတော့လို့စိုက်နဲ့ကောင်က Sarah ကိုအတူရောင်ကဘာနဲ့ခေါ်သွားပါတယ်Sarah ကသူ့ရဲ့အတိတ်ဆိုးတွေကိုပြန်မြင်နေပြီးရုံးထွက်ဖို့စူးစမ်းနေပါတယ်Sarah ရဲ့အရှိမသူ့အမေကိုလူဆိုးတွေကတပ်ပစ်လိုက်တဲ့မြင်ကွင်းကိုမြင်လိုက်တော့ Sarah ကအနားခရီးနဲ့လူဆိုးတစ်ကောင်ရဲ့မျက်လုံးကိုပြေးထိုးလိုက်တော့ကျန်တဲ့လူဆိုးတစ်ကောင်က Sarah ရဲ့ဘိုက်ကိုတနက်နဲ့ပစ်လိုက်တော့ Sarah ကမြွမြော်လေးပဲကျန်တော့ပါတယ်အဲ့ထက်ကလူဆိုးတစ်ကောင်က Sarah ရဲ့အမေကိုမဖွဲမရလုပ်နေတာကိုပြန်မြင်အောင်နေပြီးအတူရောင်ကဘာထဲမှာပိတ်မိနေပါတယ်ပြီးတော့ Side နဲ့ကောင်က Sarah ရဲ့လက်တစ်ဖက်ကိုဖျက်လိုက်ပြီးအနောက်ကနေ Side နဲ့ရင်ဝတက်တဲ့ကိုထိုးလိုက်ပါတယ်Sarah ကဒါတော့မသေးသေးတော့ခေါင်းကိုနင်းထားလိုက်ပြီး Sarah ရဲ့မျက်လုံးနှလုံးကိုဖောက်လိုက်ပြီးအသေးတက်ဖို့လုပ်နေတဲ့အချိန်ငကြောက်ကောင်ကရောက်လာပြီးတိုက်ခိုက်လိုက်ပါတယ်တနက်နဲ့ထပ်ပစ်လိုက်တော့ Side နဲ့ကောင်ကမှောက်သွားပါတယ်ငကြောက်ကောင်က Sarah ကိုထမ်းခေါ်သွားနေတဲ့အချိန်မသေးသေးတဲ့ဖုတ်ကောင်တစ်ကောင်ကငကြောက်ကောင်ကိုအနောက်ကနေဇက်တိုက်ပစ်လိုက်ပါတယ်တခြားတပ်သား2ယောက်ကအဲ့ဖုတ်ကောင်ကိုတပ်ပစ်လိုက်ပါတယ်ပြီးတော့ဟိုကောင်ကမသေးသေးပဲ Side နဲ့လှမ်းပစ်လိုက်တော့ငကြောက်ကောင်ကမြွမြော်လေးပဲကြံတော့တဲ့အချိန်Sarah ကငကြောက်ကောင်ကိုအနမ်းလေးပေးလိုက်ပါတယ်ငကြောက်ကောင်ကကြောင်တောင်လာလုံနေရဲကောင်းလိုက်တဲ့အနမ်းလေးပဲငါ့ကိုစားပြီးသူတို့ကိုတပ်ပစ်လိုက် Sarah ဆိုပြီးစိတ်ထဲကနေသူ့ကိုကာကွယ်ရင်းတေသွားတာအဆင်ပြေပါရဲ့လို့ပြောလိုက်ပြီးတေသွားပါတယ် Sarah ကငကြောက်ကောင်ကိုဖတ်ထားပြီးငိုနေသူတို့ရဲ့အရင်ကအကြောင်းတွေကိုတွေးနေပါတယ် Side နဲ့ကောင်ကပြန်ရောက်လာပြီးဖုတ်ကောင်တွေပါရောက်လာကြပါတယ်Side နဲ့ကောင်ကအားလုံးကိုအတူရောင်ကဘာတဲ့ခေါ်သွားပြီး Sarah ကခွင့်မလွတ်ဘူးလို့ပြောလိုက်ပြီးငကြောက်ကောင်ရဲ့သွေးကိုတောက်လိုက်ပါတယ် Sarah ကသူ့ရဲ့ဆုံးရှုံးရတဲ့မျက်လုံးနဲ့လက်တစ်ဖက်ကိုပြန်ရသွားပြီးအတူရောင်ကဘာကိုပါဖျက်ဆီးပစ်လိုက်ပါတယ် Sarah ကပြေးဝင်လာပြီးတကောင်ပြီးတကောင်ကိုအားရပါရကိစ္စလိုက်တုံးနေပါတယ်ကိစ္စတုံးပြီးတော့ Side နဲ့ကောင်စီပြေးဝင်လာပြီးစောက်ခွက်ကိုညှစ်ထားလိုက်ပါတယ်Side နဲ့ကောင်အောက်ကနေ Sarah ကိုဇက်တိုက်ထိုးနေပေမဲ့လေ Sarah ကအဲ့ထိုးနေတဲ့လက်ကိုကိုက်ဖြတ်လိုက်ပါတယ် Side နဲ့ကောင်က Sarah ကိုအတူရောင်ကဘာတဲ့ပြန်ခေါ်သွားပေမဲ့လေဒီတစ်ခါမှာတော့ Sarah ကရုံးထွက်လိုက်ပြီးစောက်ခွက်ကနေပြန်ကန်လိုက်ပြီးနိုင်ရံမှာဒရွတ်တိုက်ဆွဲသွားပြီးကိစ္စအပြီးအပိုင်းတုံးပေးလိုက်ပါတယ်တပ်သား2ယောက်ကအဲ့ဒါမိန်းကလေးလာယုံတော့မယုံနိုင်ဘူးဆိုပြီးကြောင်ကြည့်နေကြပါတယ် Sarah ကငကြောက်ကောင်ကိုတစ်ချက်ကြည့်လိုက်ပြီးတပ်သား2ယောက်ကိုသူသွားလိုက်ပါဦးမယ်လို့ပြောလိုက်ပါတယ်တပ်သား2ယောက်ကဘယ်သွားမလို့လဲလို့မေးလိုက်ကြတော့သူအကုန်လုံးကိုသွားတက်ပြစ်မယ်ငကြောက်ကောင်နဲ့ဂရီပေးထားပါတယ်ဆိုပြီးပြောလိုက်ပြီးထွက်သွားလိုက်ပါတယ်တပ်သား2ယောက်ကလည်းခဏလေးနေပါအောင်ဆိုပြီးကြောင်တောင်နဲ့အလေးကောက်ပြလိုက်ရင်ပဲ episode 7ကဒီမှာပဲပြီးသွားပါတယ်